ဆရာမခင်ခင်ထူးရဲ့တော်မင်းသမီးဆိုတဲ့ဝတ္ထုကိုအပိုင်း49အနေနဲ့ဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်။အစိမ်းပုံရအောင်ဒီပါကားခြင်းရအမြင့်စမ်းလို့ဝယ်လာမသိခံရလာပါ၏။အီကြီးလိုင်းထားနေသည့်ကလကားစိမ်းခြင်းကပရိသတ်အာယုံကိုဖန်ဆာနိုင်သည်။အော်တန်ရီတခြားလောကခဲ့သည့်ဇက်တွေမှာဂတိပါကားကအနီရောင်ဒါမှမဟုတ်အညိုရောင်နေတာများသည်။တချို့ကအဝါရောင်ကြီးတွေပင်သုံးကြသည်။ကိုတကားကတော့တပါးသားတွင်ကအစိမ်းပုံကိုရွေးသည်။အနားလေးမှာရွှေရောင်ပြကိုထားသောအစိမ်းလေးရွှေရောင်ဟာဒီငိမ့်လေးအတွင်ဖြင့်တမျိုးလားသည်လေးတိုက်တိုင်းတလုံးလုံးတနှွဲ့နဲ့ရှိတတ်သောဂတိပါကားကိုကြည့်မင်းသမီးဖြစ်ခြင်းလို့ခဲရသောဘဝကိုတတိယသည်အခုတော့ဆက်တဆက်ကိုထောင်ထားပြီးဦးစီးရသူဖြစ်ခဲ့ပြီအင်းလီဘဝဆိုတာဒီလိုပဲရှိရမှာပေါ့တစင်တရအောင်မှာပေါ့ဦးချမ်းသာထံကခြေယူဝင်နေနှုတ်လက်စားလေးတွေကိုရောက်လိုက်တော့အကောင်းစားကြီးမဟုတ်တော့မှတော်ရုံဆက်တွေတက်တော့လလလောလောရှိခဲ့ရပြီအထူးသဖြင့်မိတွေကိုစိတ်ကြိုက်ပြစားနိုင်ပြီအယောင်ပြားတွေကတ်ထားသောတန်ဖြူခွက်ကြီးလေးကိုပုံနှကွယ်တောင်းကလှည့်ပြီးမိတို့ပြီးရောပြီးအယောင်ဆုံးကနားနိုင်သည်။အော်တန်ရီတို့ငငယ်ကမင်းသမီးမျက်နှာကိုမိစုစေခြင်းတော့စပယ်ချင်းထက်တင်တောင်းလို့တောင်းပင်ပါ9000ထိုးလက်နေတမီအတော်အိုက်စာပေါက်ဖောက်ပြီးလင်းပေးရတာကြုံပူပါ၏။အောက်ပြည်အောက်ရွာကဇက်တွေဆိုရင်ကြားစက်မရောနောက်ပိုင်းမှာပါလူပြက်တွေကအချိန်တော်တော်ယူပြီးပြက်လေးရှိသည်။အော်တန်ရီတို့ညာဇက်တွေကတော့မင်းသမီးမင်းသားတို့ဤတပါးနှင့်ပညာကိုများများကြီးသုံးမှကြိုက်ကြသည်။